စံရင်းငင်ကမုံဝက်စင်တာအခန်း905 9လွှာမှာရှိတဲ့ NLFAA ရဲ့ကျောင်းသစ်ဖွင့်ပွဲကိုဇန်နဝါရီလ15ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ဒီဖွင့်ပွဲအခမ်းအနားမှာတော့ဖျားနေကစားတင်ခြင်းနဲ့အန်ဒီယကင်းပရိရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ခဲ့ပြီးရဟန်းတန်ကတော့အရှင်သူမြတ်များကိုနေစွန်းများနဲ့လှူပွဲဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ဒီအခမ်းအနားကို ACC မြန်မာဟမ်နဲ့တာဝန်ရှိသူများဖိတ်ကြားထားတဲ့ဧည့်သည်တော်များကျောင်းသူကျောင်းသားများနဲ့မိဘများတက်ရောက်လာခဲ့ကြပြီးတော့ကျောင်းဖွင့်ပွဲကိုလာရောက်ခဲ့ကြတဲ့ကျောင်းသူကျောင်းသားများကိုတစ်နှစ်ပတ်လုံးအသုံးပြုလို့ရတဲ့ discount တုံကင်များကိုအမှတ်တရပေးအပ်ခဲ့ပြီးတက်ရောက်လာခဲ့ကြတဲ့ဧည့်ပရိသတ်များအားလုံးကိုထောပတ်ထမင်းများဒံပေါက်ထမင်းများနဲ့တည်ခင်းအခမ်းခဲ့ပါတယ်မင်္ဂလာပါရှင်ညီမတော့ NLFA မှာတက်ရောက်နေတဲ့တင်နန်းတူ West ပါတယ်ပေါ့နော်ဒီနေ့ကတော့နေ့တင်နန်းလေးမှာကျောင်းဖွင့်ပွဲရှိတဲ့အတွက်တစ်ချက်လာဖြစ်တယ်လာပြီးတော့ကျွန်တော်ဒီမှာ10% discount လေးလည်းရတယ်ပြီးတော့ထောပတ်ထမင်းလေးလည်းအများကြီးကျွေးလိုက်ပါသေးတယ်ကျွန်တော်ဒီနေ့ဒီ NLA ကျောင်းဖွင့်ပွဲလာတာပြောလို့ကောင်းပါတော့ကူပွန်တွေရတယ်တငယ်ချင်းတွေလည်းပြန်ပြီးတွေ့ရတာပေါ့ဂျာထဲမှာကျောင်းပိတ်တာဆိုတော့အလုံးဝမ်းတာပါတယ်ကျွန်တော်အရင်ဆုံးကျောင်းမှာလည်းတက်ခဲ့တယ်အခုဒီနေရာမှာကမုံဘိုးရဲ့9လွှာမှာလည်းကျွန်တော်အစ်လာရောက်တက်ခွင့်ရှိတဲ့အတွက်ကျွန်တော်အလုံးဝမ်းတာပါတယ်ကျောင်းသစ်ဖွင့်ပွဲမှာလာရတဲ့အတွက်အရန်ကိုပျော်ရွှင်မိပါတယ်ရောသူကျွေးထားတဲ့ထောပတ်သမင်းကလည်းအရန်ကိုကောင်းပါတယ်ပြီးတော့10% discount ကိုပုံရတဲ့အတွက်လည်းအရန်ပြောပါတယ်တစ်နှစ်ပတ်လုံးသုံးလို့ရတဲ့အတွက်ကြောင့်နေ့လေဟိုညီမလေး NLFA ရဲ့ဒီကျောင်းသစ်ဖွင့်ပွဲကြီးအတွက် discount coupon လာလိုက်တာပါဟုတ်အခုကတော့စံရင်ကမုံပွဲ9လွန်မှာဖွင့်ရောက်ထားပါတယ်အဲ့တော့အခုချိန်အမယ်ဆိုလို့ရှိရင်10% discount coupon တွေလည်းရမှာမို့လို့အကြောင်းကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျောင်းသစ်ဖွင့်ပွဲကိုကြွရောက်လာခဲ့ကြတဲ့ကျောင်းသူကျောင်းသားများနဲ့ဧည့်ပရိသတ်အပေါင်းကို NLFAA မှလှိုက်လှဲစွာဖြင့်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တစ်မွေးဘွားဒုံကန်ရင်းနဲ့တွားနေမယ်လာနေမယ်ကောင်းဆုံးနေ့တွေကိုတည်ဆောက်မယ်။ဘာတွေပဲဖြစ်နေပါစေဘယ်လိုပဲဖြစ်နေပါစေစိတ်ကူးတင်များကိုချဲမုံလို့သတ်ပါတဲ့နေ့ရက်တွေပိုင်ဆိုင်ဖို့အတွက်ညရငါအိမ်မ